အိမ်မှာတက်တန်နေရလေးလောက်ကြမယ်တမလေးကိုတက်နေအောင်လေပြီးရင်တော့ပပလေးတွေလှီးနေနော်အစေတွေကရေမကြီးကိုချအောင်စေပြီးတော့အစေတွေကိုဖယ်ထုတ်ထားမယ်နော်ပြီးရင်တော့ပလင်းလေးထဲမှာအစင်ပြေတယ်လို့လေးထည့်လို့ရပါတယ်ပပလေးတွေပြီးရင်တော့ပုံစံကြည့်တာပေါ့နော်အိမ်မှာတဘာဝအပြားကြီးစစ်စစ်တွေရှိနေတာနဲ့တော်ဖြစ်သွားတယ်ဒီခုတော့ပြားကြီးကအများကြီးမကြံတယ်လေရှိတာလေးနဲ့အစင်ပြေအောင်လုပ်ထားတယ်နော်ဒီနဲ့ကြည့်အတွက်ဘာဝစစ်ပဝင်းနဲ့ပြားကြီးပြတ်တယ်များစစ်စစ်လေးရပါပြီမမနာရယမပြန်ခိုင်မလားဒီဘဝကိုအရှုံးမပေးတော့ဘူး